ဦးမောင်မောင်မြင့်မရှိတော့တဲ့အခါမှာထူးမွန်ဖော်မှုကြောင့်အရှုပ်ရှင်းတွေပေါ်လာခဲ့ရတဲ့ဇနီးငယ်အကြောင်းပရိသတ်များအလုံးမင်္ဂလာပါရှင်ဘာမဆယ်လီကနေပြန်လေးကြိုဆိုလိုက်ပါတယ်။ဦးမောင်မောင်မြင့်ဟာတစ်ချိန်ကရှမ်းတောက်အောင်မြင်ခဲ့မှုတဲ့ပြည်ငင်းရဲ့ဖခင်တူဖြစ်ပါတယ်။ဝိုင်းရင်တယောက်ဆောင်ဒါရိုက်တာတူဖြစ်တဲ့ဦးမောင်မောင်မြင့်ကွယ်လွန်ပြီးလို့ရပ်ပိုင်းမကြသေးခင်မှာပဲမိသားစုအရှုပ်ရှင်းပြဿနာတွေကလူအများကြားမှာစိတ်ဝင်စားစရာဖြစ်နေခဲ့ပါတယ်။ဦးမောင်မောင်မြင့်ဟာအသက်63နှစ်အရွယ်မှာကွယ်လွန်သွားခဲ့တာဖြစ်ပြီးတော့နောက်ဆုံးချိန်ထိဇနီးငယ်ဖြစ်သူဒေါ်စီစီစိန်နဲ့နေသွားခဲ့တာဖြစ်ပါတယ်။ဦးမောင်မောင်မြင့်ဟာအသက်60အရွယ်မှာမရကြီးကိုပြစ်ကအသက်20အရွယ်ဒေါ်စီစီနောက်ကိုပါသွားခဲ့ရပါအဆိုပါချိန်တုန်းကဦးမောင်မောင်မြင့်ဟာသမီး2ယောက်ရှိပြီးတော့အနုပညာလောကထဲမှာနာမည်တစ်လုံးရနေတဲ့အချိန်လည်းဖြစ်ပါတယ်။ဒီလိုနဲ့ဦးမောင်မောင်မြင့်ကဇနီးငယ်ဖြစ်သူဒေါ်စီစီစိန်ရဲ့နောက်ကိုပါသွားပြီးတော့အနုပညာလောကထဲကနေအချိန်တော်ကြာပျောက်ကွယ်သွားရပါသေးတယ်။အသက်63နှစ်အရွယ်မှာတော့ဦးမောင်မောင်မြင့်တယောက်အိယာတဲကနေတောင်မထနိုင်ပဲနေမကောင်းဖြစ်နေတဲ့ဗီဒီယိုတွေတက်လာတော့အားလုံးကစိတ်မကောင်းဖြစ်ခဲ့ကြရတာပါ။မကွယ်လွန်ခင်ချိန်မှာလည်းအသက်30ကျော်ငယ်တဲ့ဇနီးလေးကနောက်ဆုံးချိန်ထိဘေးနားမှာမညိုမငယ်ပြုစုပြီးလို့အားလုံးကတော့သူမကိုဝိုင်းပြီးတော့ချီးကျူးနေခဲ့ကြတာပါ။ဒေါ်စီစီဆင်ရာခင်မုံဖြစ်သူကွယ်လွန်ချိန်မှာသူအသက်ရှိစဉ်မှာပြုစုခဲ့ရတာတွေကိုတရက်မှညှို့ညင်မှုမရှိတဲ့အကြောင်းတွေကိုမီဒီယာတွေကနေဖြေကြားခဲ့ပါတယ်။ခင်ပွန်ကြီးကိုချစ်လွန်းတာအကြောင်းမကွယ်လွန်ခင်မှာခြေပေါ်ဝါလက်ရလေးတွေကိုယူထားရပြီးတော့သူ့အချစ်ဘလောက်ကြီးကြောင့်ထုတ်ဖော်ပြောဆိုလာခဲ့ပါတယ်။ယောက်ျားဖြစ်သူအတွက်လည်းအိမ်ရှိမှလာသမျှလူကိုစတုတီတာတွေကြွေးကတမလွန်မှာငြိမ်းချမ်းဖို့အတွက်ကောင်းမှုကုသိုလ်တွေပြုပေးနေခဲ့တာပါအဲဒါကြောင့်အားလုံးကဇနီးငယ်ဟာဦးမောင်မောင်မြင့်ပေါ်မှာအရန်ကောင်းသားသမီးအရင်တွေထပ်ပိုအားကိုရတယ်ဆိုတဲ့အမြင်တွေပြောလာခဲ့ကြပါတယ်။အဲဒီလိုမျိုးမီဒီယာပေါ်မှာဒေါ်စီစီစိန်ကပန်းနုသွေးလုံနေရကိုတစ်ဖက်ကသမီးအရင်တွေနဲ့တူမဖြစ်သူထူးမွန်တို့ကတော့မကျေနပ်ခဲ့ကြပါဘူး။အဲဒါကြောင့်ထူးမွန်ကလည်းဒေါ်စီစီစိန်ရဲ့ဦးမောင်မောင်မြင့်ကိုဘယ်လိုမျိုးဆွဲပြီးအရယူခဲ့တဲ့အကြောင်းတွေကိုချပြခဲ့ပါတယ်။ဦးမောင်မောင်မြင့်ကွယ်လွန်ခါမှဒီလိုမျိုးအကြောင်းအရာတွေပြောလာလို့ထူးမွန်ကိုလူစွာဝင်လုပ်တယ်လို့အများကတော့ထင်ခဲ့ကြတာပါ။တကယ်တော့ထူးမွန်အဖေနဲ့ဦးမောင်မောင်မြင့်ဟာညီကိုတဝမ်းခွဲတွေဖြစ်ပြီးတော့တူမအရင်လဲတော်ဆက်တာဖြစ်ပါတယ်။ဆုံးသွားခါမှာဆွေမျိုးလာတော့ပြီးရှေ့စဉ်ကကိုဤဆောင်မခြင်းနှုတ်ဤဆောင်မခြင်းရောရှိခဲ့လားဆိုပြီးမေးခွန်းမေးလာသူတွေကလည်းရှိပါတယ်။တကယ်တော့ဦးမောင်မောင်မြင့်နဲ့အခုဇနီးငယ်နဲ့နေထိုင်ကြတဲ့ကွန်တိုကိုလည်းသမီး2ယောက်ကပဲငှားပေးထားပြီးတော့စေဖို့ကုန်ကြစိတ်ကိုရောထောက်ပံ့ပေးခဲ့တာဖြစ်ပါတယ်။ဇနီးငယ်ဖြစ်သူဟာဦးမောင်မောင်မြင့်ကိုအရင်မိသားစုဘဝတွေကနေဘလို့ဆွဲထုတ်သွားတဲ့အကြောင်းတွေကိုထူးမွန်ကချပြလာခဲ့တာပါ။ဒေါ်စီစီစင်ဟာအသက်20အရွယ်မှာမင်းသားပြင်းငိမ့်အိမ်ဘယ်မှာလဲလို့မေးပြီးတော့ဘယ်ကမှမသိရောက်လာတဲ့သူပါ။ဒီလိုနဲ့အင်္ဂါလူတွေကတနာလို့လက်ခံထားရကနေသွားလိုက်ပြန်လိုက်တစ်နှစ်လောက်လောက်ကဦးမောင်မောင်မြင့်ကိုမြှူဆွဲသွားခဲ့ရပါအသက်20မိန်းကလေးအရွယ်ဟာအသက်60အဖိုးကြီးကိုဘာကြောင့်လက်ထပ်ခဲ့တယ်လဲဆိုတာကိုတော့အားလုံးလည်းသဘောပေါက်ကြမယ်ထင်ပါတယ်။ဦးမောင်မောင်မြင့်ဟာအင်္ဂါဆင်းသွားအပြီးပိုင်ဆိုင်မှုတချို့လည်းပါသွားပြီးတော့ရန်ကုန်ပြန်ရောက်ချိန်မှာတော့သမီးတွေရဲ့ထောက်ပံ့မှုနဲ့နေခဲ့ရပါတယ်။အဲဒါကြောင့်အားလုံးအထင်လွဲနေကြသလိုဇနီးငယ်ကသာဦးမောင်မောင်မြင့်အပေါ်ကောင်းကအရင်မိသားစုကတော့လစ်လျူရှုထားတယ်လို့အားလုံးကထင်နေကြတာကိုထူးမွန်ကမခံမရနိုင်ဖြစ်ကြပါတယ်။ဒီကိစ္စတွေကိုအစောကလေးကပြောချင်ပေမဲ့ဦးမောင်မောင်မြင့်ရဲ့တိတ်ခါကြောင့်ကွယ်လွန်ချိန်မှသာမိသားစုကဒီအကြောင်းတွေကိုချပြခဲ့ကြတာဖြစ်ပါတယ်။ပရိသတ်တို့အနေနဲ့ရောအသက်20အရွယ်နဲ့ငယ်ရွယ်မှုတွေကိုအကုန်ပေးအပ်ခဲ့တဲ့ဒေါ်စီစီစိန်ကမှန်တယ်လို့ထင်လား။အရင်မိသားစုဘက်ကမှန်တယ်လို့ထင်လားဆိုတာပြောသွားခဲ့ပါအောင်ရှင်။အဆုံးထိကြည့်ရှုပေးရတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။